ရှာကြည့်သေးချာတွေ့မယ်နဲ့ရှင်ကျမနဲ့ဒီပတ်ဆက်အဲ့မတွေ့ဘူးဆိုရှင်နဲ့ကျမနဲ့တွေ့မျိုးရောရောမျိုးရောရောမျိုးရောရောဘဝကလို့ရှိအဲ့ဒါဘာဖြစ်ပြန်ပြီလဲမမမေကျမပတ်စံပျောက်သွားတယ်ကျမပတ်စံပြောင်းရှာလေအဲ့ထဲမှာအဲ့ဒီပတ်စံအဲ့ဘာပြောင်းနေတာကိုနဲ့မင်းနှစ်ယောက်ပဲရှိတယ်လေဒီမှာမ2ယောက်ပဲရှိတာလေအဲ့မရှင်နဲ့ကျမ2ယောက်ပဲရှိတယ်ကျမမဟုတ်ရင်ရှိမော့မမမေပဲဆက်ကိုမကြီးဘယ်တစ်ခါယူလို့လဲလူရင်ကိုကြီးတောင်းယူနေမှာမဟုတ်လားပြောရလားလူဆိုင်ဆိုတာယုံလို့မမရတာမဆိုးဆိုးရနဲ့အောင်ရှာကြည့်အောင်အဲ့လိုနဲ့နှဲ့နေပြီပတ်စံကရှာလို့မတွေ့ဘူးအဲ့မှာတစ်ထက်ချင်းစီရှာပြီးပြီလားရှင်ပဲရှင်ရှာရှိလားမရှိဘူးရှာကြည့်သေးချာတွေ့မယ်နဲ့ရှင်ကျမနဲ့ဒီပတ်ဆက်အဲ့မတွေ့ဘူးဆိုရှင်နဲ့ကျမနဲ့တွေ့ရှာကြည့်စမ်းမအောင်ကွာကြာတွေ့ပြီတေခံတွေ့ပြီပေါ့အမလေးခုမှပဲစိတ်ချင်းသာသွားတော့တယ်ကျမပတ်ဆက်မလေးဒီပတ်ဆက်အဲ့မတွေ့ဘူးဆိုတာကျမစားမှုအိမ်မပြောဖြစ်ပြီးတော့တေခံမတွေ့လဲမငွေသေးလေမမေ့လေအချိန်လုံးသေးအချိန်လုံးဖွဲ့ရှင်ကလည်းလူဆိုတော့လည်းတစ်ခါတလေတော့လည်းမေးတတ်မှာပေါ့မေးတဲ့ရင်မဆွတ်ဆွဲနဲ့လေအခုတော့မသိအဲ့မှာတခိုးကြီးရှိနေတာကြာနာပဲဟုတ်တယ်ဝယ်ကြရှိတော့ဝယ်တော့သွားခုပြောက်လို့ရှိရင်ကျမမဟုတ်ရင်ရှင်ပဲလေရှင်မဟုတ်ရင်ကျမပဲလေဘူးကျမမဟုတ်တော့ရှင်ပဲပေါ့အခုတော့ကိုမဟုတ်တော့ဒါကကျမအသိန်းလို့ဖြစ်သွားမှန်တယ်မင်းတို့ပဲတစ်ချိန်လုံးမှန်နေဟုတ်လားမမမှန်ကြီးရဲ့